စိတ်ကိုကိလေသာလက်ကလွတ်မြောက်ဖို့ကြိုးစားတာတနည်းပြောရရင်အမှန်ကန်သိမြင်နားလည်မှုပညာဟာစိတ်ကိုရင့်ကျက်စေတယ်ရင့်ကျက်တယ်ဆိုတဲ့အသုံးနှုန်းလေးတတိများရင့်သွားပြီဆိုတော့မှရှိတဲ့ရှိလိုက်တဲ့သူ့ရဲ့အည်အသွေးအရသာဩဇာဒါတွေပြည့်စုံသွားထမင်းများချက်ပြီးဆိုရင်လေကြက်သွားဖို့လိုတယ်ရင့်ကျက်တယ်ဆိုတဲ့စကားလုံးလေးရင့်နဲ့ကြက်နဲ့ပေါင်းထားနော်ဗမာစကားလုံးလေးတွေရဲ့ကြည်လက်သိသိပြီးတော့အားပါတဲ့အဓိပ္ပာယ်လေးတွေကိုလည်းနားလည်ရမယ်ဘုန်းကြီးကခုနကပြောလိုက်တာတော့ပညာဟာစိတ်ကိုရင့်ကျက်စေတယ်လို့ပြောလိုက်တယ်ဟုတ်လားသိရင်သိသလောက်နားလည်ရင်နားလည်သလောက်ဒီစိတ်ဟာရင့်ကျက်မှုရတယ်မသိရင်မသိသလောက်ဒီစိတ်ဟာမရှင်ဘူးနှုတယ်ပေါ့မကြက်သေးဘူးအစိမ့်အတိုင်းတိတ်ပြီးတော့သုံးစားလို့မရသေးဘူးဒီအဓိပ္ပာယ်မျိုးတက်ရောက်တယ်အဲ့ဒါမြတ်စွာဘုရားကဒီမေဂိယကိုဝိမု ക്തി ပရိပါစနိယစိတ်ရဲ့ကိလေသာကလွတ်မြောက်မှုကိုအစဉ်စဉ်ရင့်ကျက်သွားစေမယ်တရား၅မျိုးဟောထားတယ်အဲ့ဒီတရား၅မျိုးပေါ်မှာယက်တည်ပြီးတော့မှဘာဝနာ၄မျိုးကိုပွားများအထောက်မယ်ဆိုလို့ရှိရင်ဒီစိတ်ဟာကိလေသာကနေလွတ်မြောက်သွားမယ်စိတ်မှာလောဘဒေါသမမောဟမဖြစ်တော့ဘူးဆိုရင်နောက်ထပ်ဘဝတွေဆက်ပြီးတော့ဖြစ်เสียအကြောင်းမရှိတော့ဘဝမဖြစ်တော့ဘူးဆိုရင်အဲ့ဒါဒုက္ခမဖြစ်တော့တာပဲဒီအခြေအနေတရက်ကိုဘုန်းကြီးတို့ပုထုဇဉ်တို့ရဲ့စိတ်နဲ့လိုချင်တဲ့စိတ်ဖြစ်ဖို့တောင်းတတဲ့စိတ်ဖြစ်ဖို့ဆိုတာတော့တဲပြီးတော့မလွယ်ကူသေးဘူးလို့ထင်တယ်နော်ဒါပေမဲ့တကယ်အစစ်အမှန်ကအဲ့ဒီအတိုင်းပဲဘဝမချုပ်ငြိမ်းမဲနဲ့ဒုက္ခမချုပ်ငြိမ်းဘူးဘုန်းကြီးတို့ကြောက်တဲ့ထိတ်လန့်တဲ့ယွန်ရှာဆက်ဆုပ်တဲ့ဒုက္ခအစုအဝေးတွေအကုန်လုံးဟာဘဝကိုပဲမှီပြီးတော့ဖြစ်နေတာဘဝမချုပ်သေးသမျှဒုက္ခကိုတွေ့ရမယ်ကြုံရမယ်ဘယ်လိုလူမျိုးမှဘယ်လိုတရားမျိုးမှရှောင်လို့မရဒုက္ခတကယ်ချုပ်ငြိမ်းနေတယ်ဆိုရင်ဘဝချုပ်ငြိမ်းမှသာဖြစ်မယ်ပေါ့နော်အဲ့လိုဆိုရင်ဘဝဆက်မဖြစ်အောင်ဘဝချုပ်ငြိမ်းအောင်မလုပ်ရမလဲဘဝဖြစ်ခြင်းရဲ့အကြောင်းတရားတလုံးနဲ့ပြောရရင်တော့သမုဒိယသစ္စာတဏှာလောဘအခြေချက်ပြောရမယ်ဆိုတော့ကိလေသာတရားတွေဟုတ်လားအဲ့ဒီတဏှာလောဘဆိုတဲ့သမုဒိယသစ္စာကိုဘုန်းကြီးတို့ပယ်တတ်နိုင်မှအဲ့ဒီကိလေသာတရားရဲ့လက်ကစိတ်ကိုလွတ်မြောက်အောင်လုပ်နိုင်မှဘဝဆက်မဖြစ်မှဘဝဆက်မဖြစ်မှဒုက္ခချုပ်ငြိမ်းမှာဒါဗုဒ္ဓဘာသာဝင်တို့ရဲ့အဓိကပန်းတိုင်ထားရမယ့်အခြေအနေတစ်ခုပေါ့နော်ဒါခုယောဂီများတရားဘာဝနာလာပြီးတော့ကြိုးစားကြတယ်ပွားများကြတယ်အထောက်ကြတယ်ဆိုတာငယ်ရွယ်သူလေးတွေလည်းပါနေတဲ့အတွက်ကြောင့်အဲ့ဒီလောက်ထိမြင့်မြတ်မာရည်ရွယ်ချက်တွေမျှော်မှန်းချက်တွေမထားနိုင်သေးဘူးဆိုရင်တောင်တို့ရဲ့စိတ်ကလေးဟာအလိုရမဲ့တို့ဖြင့်ပူလောင်မှုပင်ပန်းမှုဒေါသတို့ဖြင့်ပူလောင်မှုပင်ပန်းမှုမောဟတို့ဖြင့်ပူလောင်မှုပင်ပန်းမှုဖြစ်နေတဲ့အနေအထားလေးတဖြည်းဖြည်းနဲ့လျော့ပါပါစေတတ်တာပါစေနေပါပါစေဆိုတဲ့မျှော်လင့်ချက်လေးတော့ဘုန်းကြီးတို့ဘာလို့ရမလို့ထားကြရမယ်။အောင်ဆိုလောဘဒေါသမောဟမလျော့ဘဲနဲ့ချမ်းသာစရာအကြောင်းမရှိဘူး။လောဘဒေါသမောဟကိုနော်လျှော့ချဖို့ဘုန်းကြီးတို့မကြိုးစားဘဲနဲ့ဒုက္ခတွေလျော့နေသွားစရာအကြောင်းမရှိဘူး။အခုဒီသုတ်တံမှာမြတ်စွာဘုရားဟောထားတာလေးကရှင်းအောင်ပြောရရင်လောဘဒေါသမောဟတွေတဖြည်းဖြည်းနဲ့နည်းသွားပြီးတော့နောက်ဆုံးကုန်သွားဖို့ကင်းသွားဖို့ပြတ်သွားဖို့အဲ့ဒီအခြေအနေကိုရောက်စေတတ်တဲ့ကိုယ်တန်တမှာရှိရမယ့်အည်အသွေး၅မျိုးအဲ့ဒီအည်အသွေး၅မျိုးရှိပြီဆိုလို့ရှိရင်ဘာဝနာတရား၄မျိုးကိုဆက်လက်ပြီးတော့ပွားများကြရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီစိတ်ဟာကိလေသာကနေလွတ်မြောက်သွားလိမ့်မယ်ဆိုပြီးတော့ဟောထားဒါလေးကတရားဘာဝနာပွားများကြတဲ့ပုဂ္ဂိုလ်တွေကျွမ်းကျွမ်းကျင်ကျင်သိထားတဲ့ဒေသနာလေးတွေအကြောင်းအရာလေးတွေလို့ဘုန်းကြီးကဆိုခြင်းပါတယ်ဟုတ်လားဒါကြောင့်တည်တည်ချာချာလေးအာယုံစိုက်ပြီးတော့နာယူစေခြင်းတယ်
မေဂိယတုတ်တန်နဲ့အခါတစ်ပါးမှာဘုန်းကြီးတို့မြတ်စွာဘုရားစာလိကာမြို့အနီးမှာရှိတဲ့စာလိကတောင်မှာသတင်းသုံးတယ်အဲ့ဒါလိုသတင်းသုံးနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အလုတ်အကျွေးယဟန်တော်ကဘယ်သူလဲဆိုတော့မေဂိယဒီနေ့တော့အဲ့ဒီမေဂိယကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတပည့်တော်ဇန္ဓုရွာတဲ့ကိုဆွမ်းခံကြွခြင်းပါတယ်ဖေဒီတန္တရာဘဟုတုတ္တနေရာတွေရဲ့အနေအထားလေးတွေကိုလေ့လာလို့တဲ့စိတ်ရှိနေမယ်လို့ထင်တယ်အဲ့ဒီမေဂိယရဲ့တန်တန်မှာအဲ့ဒီရွာလေးကိုတပည့်တော်ဆွမ်းခံကြွခြင်းတယ်ဖေဒါကြွနေကြသူရွာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကိုသူခွန်တောင်းတာပေါ့အဲ့တော့မြတ်စွာဘုရားကရတယ်ဆွမ်းခံကြွလို့ရပါတယ်ခွင့်ပြုတယ်အဲ့ဒါနဲ့သူဇန္ဓုရွာကိုဆွမ်းခံကြွစွန်ပုံပေးပြီးပြီဆိုတော့အဲ့ဒီဇန္ဓုရွာနဲ့မနီးမဝေးမှာဘုန်းကြီးတို့ကိမိကာလာမြစ်ဆိုတာရှိတယ်အဲ့ဒီကိမိကာလာမြစ်ကမ်းဘေးမှာတရက်ပင်တွေကလည်းပဲတန်းပြီးတော့ထူထူထပ်ထပ်ပေါက်နေတာရှိတယ်တရက်ဥယျာဉ်ကြီးတစ်ခုရှိတယ်အဲ့ဒါရွာကနေဆွမ်းခံပြန်ဆွန်ပုံပေးပြီးတော့မြတ်စွာဘုရားရှိရာကိုပြန်လာတဲ့အခါမှာအဲ့ဒီကိမိကာလာမြစ်ကမ်းမှာရှိနေတဲ့တရက်ဥယျာဉ်ကြီးကိုမြင်ပြီးတော့ตายရလိုက်တာသွားကြည့်အောင်ပဲဆိုတော့သူသွားကြည့်တယ်သွားကြည့်တော့တရက်ပင်တွေကလည်းပဲတကယ်ကိုညှို့မိုင်းပြီးတော့တိတ်ဆိတ်တော့သူစိတ်ထဲမှာဒီတရက်တော်တွေကိုလာပြီးတော့တရားဘာဝနာပွားများအထောက်ခြင်းတဲ့စိတ်တွေပေါက်နေတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့အလုတ်အကျွေးအနေနဲ့သူကလောလောဆယ်အခြေအနေမှာရှိနေတာအဲ့တော့မြတ်စွာဘုရားကိုခွင့်မပန်မဲနဲ့ဒီတရက်ဥယျာဉ်တရက်တော်ထဲမှာတရားအထုတ်ဖို့မသိတော်သေးဘူးဒီတော့မြတ်စွာဘုရားကြီးသွားပြီးတော့ခွန်တောင်းအောင်မယ်အဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့မြတ်စွာဘုရားကြီးကိုခွင့်ပန်တယ်မြတ်စွာဘုရားတပည့်တော်အဲ့ဒီမြေကမ်းဘေးမှာရှိတဲ့တရက်တော်ကြီးတဲ့သွားပြီးတော့တရားအထုတ်ခြင်းတယ်အဲ့ဒါမြတ်စွာဘုရားကသိတယ်မြင်တယ်ဒီချိန်မှာဒီမေဂိယရဲ့စိတ်ဟာအဲ့ဒီနေရာကိုသွားလို့တရားရဖို့အတွက်အရန်သိမဖြစ်သေးဘူးသိပြီးတော့အခြေအနေကောင်းမွန်စရာအနေထားမရှိဘူးဆိုတာကိုမြတ်စွာဘုရားမြင်တယ်ဒါပေမဲ့လည်းသူ့ကိုမသွားနဲ့လို့ပြောလို့ရှိရင်မြတ်စွာဘုရားကပဲသူ့ကိုလှုပ်ကြွေးစေခြင်းလို့တားနေတယ်လို့ထင်လို့ရှိရင်သူ့အတွက်အများကြီးအကျိုးမဲ့နိုင်တယ်မသိသေးတဲ့လူကိုပြောရတာတော်ခက်တာကိုမသိနေတဲ့လူကမသိတဲ့လူကိုပြောရတာခက်တယ်အဲ့တော့မြတ်စွာဘုရားကဘလို့လေးပြောတုံဆိုတော့မေဂိယတဲ့ငါမှအလုတ်ကျွေးရဟန်းဆိုလို့တင်တပါးတည်းရှိတာပေါ့တကယ်လို့သွားကျင်တယ်ဆိုရင်နောက်ထပ်တပါးအလုတ်ကျွေးတပါးရောက်သည့်အထိစောင့်ပါအောင်တဲ့သွားနဲ့လို့မပြောဘူးနော်နောက်ထပ်အလုတ်ကျွေးတပါးယဟန်တပါးရောက်သည့်အထိစောင့်ပါအောင်အဲ့တော့မေဂိယဘာပြောတုံဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားတော့ယဟန်ကိစ္စပြီးပြီတရားလူတရားမြတ်ရဖို့အတွက်ဘာမှထပ်မံလှုပ်ဆောင်ပွင့်ရမရှိတော့တပည့်တော်မှာတော့ဘာတရားမှလည်းမရသေးဘူးဒါကြောင့်ကမ္မထတရားအထုတ်ဖို့အတွက်တပည့်တော်ကိုမတားပါနဲ့ဖေသွားပါရစေဒါမြတ်စွာဘုရားနှစ်ကြိမ်မြောက်ထပ်ပြီးတော့နောက်ထပ်ယဟန်တစ်ပါးလာသည်အထိစောင့်ဖို့ပြောပြီးတော့တားတယ်နှစ်ကြိမ်မြောက်ထပ်ပြီးတော့တရားအထုတ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ထပ်တောင်းပန်တယ်သုံးကြိမ်မြောက်မြတ်စွာဘုရားတားတယ်သုံးကြိမ်မြောက်ထပ်ပြီးတော့တောင်းဆိုတယ်အဲ့တော့မြတ်စွာဘုရားကဂိုင်းတရားအထုတ်ဖို့ဆိုတဲ့အကြောင်းပြချက်ကြီးနဲ့ငါ့ကိုလာပြီးတော့တောင်းပန်နေတာငါဘာတတ်နိုင်မလဲကဲမင်းရဲ့သဘောပဲသွားဖို့အချိန်ကိုမင်းသိတယ်မြတ်စွာဘုရားခွင့်ပြုလိုက်တယ်အမှန်ကတော့ခဏနေရင်ပြန်ရောက်လာမယ်ဆိုတာမြတ်စွာဘုရားသိတယ်အဲ့ဒီပြန်ရောက်လာဖို့အခြေအနေတွေဖန်လာတဲ့အခါမှာလွယ်လွယ်ကူကူပြန်လာစေဖို့အတွက်မြတ်စွာဘုရားကစောစောကယဟန်တစ်ပါးလာသည့်အထိစောင့်ဆိုင်ပါအောင်ဆိုတဲ့စကားလေးကိုပြောတာပဲအဲ့ဒါနဲ့မေဂိယမြတ်စွာဘုရားရဲ့ခွင့်ပြုချက်ရပြီဆိုတော့တပိတ်သင်္ကန်းယူပြီးတော့သူစိတ်ကူးထားတယ်မှန်းထားတယ်အဲ့ဒီတရက်ဥယျာဉ်တရက်တော်ကြီးတွေကိုသွားအဲ့ဒါတိတ်တိတ်ဆိတ်ဆိတ်တပါးတဲ့သတင်းသုံးပြီးတော့ကမ္မထန်တရားနှလုံးသွင်းတယ်သိမကြဘူးတဲ့ကမ္မထန်တရားနှလုံးသွင်းရင်ထိုင်းနေတဲ့မေဂိယရဲ့စိတ်တန်တန်မှာရုံညံ့နဲ့စွာတဲ့အတွေး၃မျိုးတလဲစီပေါ်နေတယ်အဲ့ဒီအတွေးတွေကဘာတွေတုံးဆိုတော့
ကာမဝိတက်ဗျာပါဒဝိတက်ဝိဟိန္ဒဝိတက်နော်တရားနာတဲ့ရှင်းနေကြတဲ့ယောဂီတွေရဲ့စိတ်ထဲနားတယ်ရှင်းနေပြီးသားစကလုံးလေးတွေအတန်လေးတွေပေါ့နော်ကာမဝိတက်ဗျာပါဒဝိတက်ဝိဟိန္ဒဝိတက်ကာမနဲ့ပတ်သက်တဲ့အတွေ့မြင်လို့မှုကြားလို့မှုနားလို့မှုစားလို့မှုထိလို့မှုနဲ့ပတ်သက်တဲ့အတွေ့ပေါ့နော်အကျဉ်းနဲ့မှုစိတ်တိုင်းမကြမှုအလိုမကြမှုနဲ့ပတ်သက်တဲ့အတွေ့ဒေါသနဲ့ဆက်တဲ့အတွေ့ဗျာပါဒဝိတက်ဒေါသအားကြီးလာတဲ့အခါမှာကိုယ်စိတ်တိုတဲ့ကိုယ်အလိုမကြတဲ့အရာကိုဖျက်ဆီးပစ်လို့တယ်သက်ရှိဆိုရင်နှိပ်စက်လို့တယ်ညှင်းဆဲလို့တယ်ဒုက္ခရောက်သွားစေခြင်းတယ်အဲ့ဒီနှိပ်စက်ဖျက်ဆီးလို့မှုနဲ့ဆက်ရှင်တဲ့အတွေ့အဲ့ဒါဘာခေါ်တော့ဝိဟိန္ဒဝိတက်ပြောရရင်လောဘဒေါသတွေကြမ်းကြမ်းတမ်းတမ်းဖြစ်နေတဲ့အတွေ့ထဲမှာအဲ့ဒါအိယာလန့်နိုးသလိုပဲစိတ်ထဲမှာအလွန်ကိုအံ့ဩသွားတယ်ယုံကြည်မှုတရားတရားနဲ့ယဟန်ပြုတ်လာခဲ့တဲ့ငါလိုလူဘာလို့ဒီယုံညံ့တဲ့အတွေ့တွေကဝင်လာရတာတော့သူ့စိတ်ကိုသူဘလို့မှချုပ်ကင်လို့မရသလိုမျိုးစိတ်ဟာတကယ်ကိုပဲသူ့စီကနေပြီးတော့ယုံကန်ထွက်ပြေးပြီးတော့ဒီအတွေးတွေကိုပဲမတွေးရမနေနိုင်စိတ်ဟာသူ့စီမှာမကပ်ဖဲနဲ့အတွေးစိုးတွေစီကိုယုံကန်ဖက်ထွက်နေတယ်လို့မျိုးသူဘလို့မှထိန်းလို့မရဘာလို့အဲ့လိုဖြစ်တာတော့ဆိုတာလေးကိုနော်ကျမ်းစာတွေထဲမှာပြောထားတာလေးကအလိတော်ထဲမှာတော့တိုက်ရိုက်မှတ်တမ်းတင်ထားတာမရှိပါဘူးတော့တစ်ချိန်ကသူကအဲ့ဒီနားမှာရှင်ဘရင်ဖြစ်ခဲ့တယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒီနေရာမှာနန်းတော်ရှိခဲ့တယ်အဲ့ဒီနေရာမှာသူနေခဲ့တယ်အဲ့ဒီနေရာမှာကာမအကျံစီတွေများစွာဖြစ်ခဲ့တယ်ဗျာပါဒအကျံစီတွေများစွာဖြစ်ခဲ့တယ်ဝိဟိန္ဒအကျံစီတွေများစွာဖြစ်ခဲ့တယ်အဲ့ဒီအတိတ်ကအခြေအနေတရက်ကသူ့ကိုဒီပြစ္ဆုတ်ပံမှာလာပြီးတော့လွှမ်းမိုးနေတဲ့သဘောတဲ့ဒါတော့အံ့ဩစရာပါပဲနော်အဲ့ဒါလိုနဲ့သူယုံကြည်မှုတရားနဲ့ယဟန်ပြုလာတဲ့ငါလိုလူဘယ်နဲ့ကြောင့်ယုံညံ့တဲ့အတွေးတွေဝင်နေရတာတော့အံ့ဩစရာကောင်းလိုက်တာဆိုပြီးတော့ဘလောက်ထိစူးစူးဝါးဝါးဖြစ်တုံဆိုဆက်ပြီးတော့တရားနှလုံးဘလို့မှသွင်းလို့မရလောက်အောင်ကိုပဲသူ့မှာအဲ့ဒီမှာအခြေအနေပြက်အဲ့ဒါနဲ့ဒီတိုင်းကြီးထိုင်နေမဲ့အတူတူတော့ဘာမှအကျိုးမရှိပါဘူးတပိတ်သင်္ကန်းလေးပြန်ယူပြီးတော့ငါမြတ်စွာဘုရားဒီပြန်သွားမယ်ဘုရားဒီပြန်ရောက်လာတယ်ဘုရားဒီရောက်တဲ့အခါကျတော့သူ့စိတ်ဖြစ်ပုံသူ့ရဲ့အတွေ့အကြုံသူ့အခြေအနေမှန်ကိုတစမကြံမကွယ်မဝှက်အကုန်လုံးပြန်ပြောတယ်မေဂိယကရောက်တဲ့အခါသူ့စိတ်ထဲမှာဒီယုံညံ့တဲ့အတွေးတွေပဲတွေးကြံနေတယ်ဘလို့မှထိန်လို့သိမ့်လို့ကိုမရအောင်ဟုတ်တယ်တခါတလေကျွတ်တို့ဖြစ်တတ်တယ်နော်ဒီတွေးကြီးမကောင်းမှန်းသိတယ်အကောင်းမှန်းသိလဲခဏနေရောက်နေပြန်ပြီအဲ့ဒီနေရာအဲ့ဒီအကြောင်းအရာလို့မှမနိုင်ဘူးကိုယ်စိတ်ကိုနော်အဲ့ဒါလိုမျိုးမြတ်စွာဘုရားကိုရှောက်တဲ့အချိန်မှာမြတ်စွာဘုရားကဂါထာလေးနှစ်ပုဒ်ဟောတယ်လို့ဆိုတယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်ကိုတော့ဘုန်းကြီးတို့ဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတယ်နော်ဖန္တနံစပလံစိတ်တံဒုရခံဒုဏိဝါရံဥဇုံကရောတိမေရာဝေဥတုကာရောဝတိစနံဝါရိဇောဝထလေခိတောဩကမောကတဥပဒောပရိဖန္တရိတံစိတ်တံမာရတေယံပဟတဝေနော်အလွန်လေးနဲ့တဲ့အကြောင်းအရာတွေကိုအချင်းချုပ်ပြီးတော့ရွတ်ရတာအလွန်လွယ်ကူတဲ့အစီအစဉ်လေးနဲ့နော်ရသော်ဘုရားဖန်တီးထားတဲ့ဒီတရားဂါထာလေးတွေမျက်နှိုးစရာအလွန်ကောင်းတယ်အဓိပ္ပာယ်လည်းအလွန်ကောင်းတယ်ဖန္တနံစပလံစိတ်တံဒုရခံဒုဏိဝါရံဥဇုံကရောတိမေရာဝေဥတုကာရောဝတိစနံအဓိပ္ပာယ်ကပြောတာတော့လေးသမားဟာတဲ့သူအသုံးပြုမဲ့မြားတံကိုအပူပြပြီးတော့အပူပေးပြီးတော့ဖြောင်းတယ်လို့မျိုးမြားတံကမဖြောင်းဘူးဆိုလို့ရှိရင်ပြစ်လိုက်တဲ့အခါမှာပြစ်မှတ်ကိုတန်တမတ်မှမှန်မှာမဟုတ်ဘူးနော်မြားတံဟာတကယ်ကိုဖြူဖြောင်းနေဖို့လိုအပ်တယ်လေးသမားဟာသူအသုံးပြုမဲ့မြားတံကိုဖြူဖြောင်းနေအောင်ဖြောင်းတယ်လို့မျိုးဖန္တနံစပလံစိတ်တံဒုရခံဒုဏိဝါရယဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီစိတ်ကိုဖြောင်းအောင်လုပ်ရမယ်ဒါစိတ်ကိုဘလို့လေးမြတ်စွာဘုရားအဲ့ဒီမှာမြင်ပြတော့ဆိုတော့ဖန္တနံတုံလှုပ်တယ်တုံနဲ့လှုပ်တယ်ဘာမှစကလုံးလေးသုံးထားနော်
တလုံးနဲ့ဆိုပါစီအတိပ္ပယ်နှမျိုးတွဲထားတာဟုတ်လားတုံတယ်လှုပ်တယ်တစ်စက်စက်တုံတယ်တစ်ဖြက်ဖြက်လှုပ်တယ်လွှဲပြီးတော့လှုပ်တာလည်းဖြစ်မယ်အထက်အောက်လှုပ်တာလည်းဖြစ်မယ်လှုပ်ခြင်းမှာအမျိုးမျိုးရှိမယ်တုံလှုပ်တယ်စိတ်ရဲ့သဘောဟာတုံလှုပ်တယ်မငြိမ်ဘူးစပလန်လျှက်ပေါ်လော်လီတဲ့အိမ်ဒီမရဘူးအသုံးနှုံးလေးနော်စက်ပြခတ်ပြီးတော့တခါလေအိမ်ဒီမဲ့လိုက်တာတယောက်ယောက်မငြိမ်မစိမ်ဖြစ်နေပြီဆိုရင်ဘယ်လိုပြောတော့အိမ်ဒီမဲ့လိုက်တာလျှက်ပေါ်လော်လီတဲ့စာသုံးလေးနော်ဟန္တနစပလန်စိတ်တံဒုရခံဒုံနိဝါရယဒုရခံစောင်းရှောင်းနိုင်ခဲ့တယ်တချို့နောက်သားသမီးတွေမိဘစကားနားမထောင်စိုးသွမ်းစောင်းရှောက်ဖို့မလွယ်ဘူးသမီးတကောင်နွားတစ်ထောင်စောင်းရှောက်နိုင်ခဲ့တယ်ဒုရခံပြီးတော့ပါတယ်တော့ဒုံနိဝါရယဟိုတောင်ပြင်းထန်တဲ့အဲ့ဒီစကားလုံးကတားမြစ်နိုင်ခဲ့တယ်တဲ့နော်စောင်းရှောက်တဲ့အဆင့်ကိုမဟုတ်တော့နော်တားစီမယ်အတင်းကျပ်လုပ်မယ်အဲ့လိုလုံးလို့ကိုမရအောင်လုပ်ရတာကိုခက်တယ်ဒုရခံစောင်းရှောက်နိုင်ခဲ့တယ်စောင်းရှောက်ရခက်တယ်ဒုံနိဝါရယတားမြစ်နိုင်ခဲ့တယ်တားမြစ်ဖို့မလွယ်ဘူးအဲ့ဒီလိုစိတ်မျိုးကိုတဲ့လေးသမားဟာသူအသုံးပြုမဲ့မြားတံကိုဖြောင်းတယ်လို့မျိုးဖြောင်းမှတ်အောင်အထုတ်တဲ့ဖန္နနစပလန်စိတ်တံဒုရခံဒုံနိဝါရဥဇုံကရောတိမေရာဝီဘယ်လိုလိုတော့ဉာဏ်ပညာရှိတဲ့လူမနေ့တုန်းကဒေသနာလေးနဲ့စင်စင်လေးတူတယ်နော်မနေ့တုန်းကဘယ်လိုပြောတာတော့စိတ်တံရခေထမေရာဝီသူလည်းမေရာဝီလို့ပဲသုံးတယ်နော်မေရာဝီဆိုတာဘာတော့ပညာရှိတဲ့လူပညာရှိတဲ့လူကစိတ်ကိုစောင့်ရှောက်ရမယ်အခုကတော့ဘာတော့ပညာရှိတဲ့လူကစိတ်ကိုဖြောင်းအောင်လုပ်ရမယ်စိတ်ဟာအလိုရမဲ့ဖြင့်ကောက်ကျစ်တယ်မကျေနပ်မှုဖြင့်ကောက်ကျစ်တယ်မမာနဖြင့်ကောက်ကျစ်တယ်စိတ်ကိုကောက်ကျစ်အောင်လုပ်မဲ့ຢာတွေအများကြီးရှိတယ်နော်နောက်ဒုတိယဂါထာလေးကဘာပြောတော့အဲ့ဒီဂါထာလေးရဲ့အဓိပ္ပာယ်ကတော့ဘုန်းကြီးတို့အရက်ထဲမှာအလွန်မှလည်းပဲယူသုံးကြတာများတယ်ဝါရိဇောဝထလေခိတ်ထောဩကမောကတဥပ္ပတောပရိဗန္ဒရိတံစိတ်တံမာရတေယံပါဟတဝေရေထဲမှာအမြဲနေတဲ့ငါးကိုကုန်းပေါ်ပြစ်တင်လိုက်ပြီဆိုရင်ဒီငါးဟာတစ်ဖြတ်ဖြတ်လှုပ်တယ်ဒါဘုရားပေးတဲ့ဥပမာနော်ဝါရိဇောဝထလေခိတ်ထောဩကမောကတမုပ္ပတောသူ့ရဲ့တရားရေထဲကနေထုတ်ဆက်ပြီးတော့သူကျက်စားနေကြနေရမဟုတ်တဲ့ကုန်းပေါ်ကိုတင်လိုက်တာနဲ့ဒီငါးဟာတစ်စက်ကလေးမှအငြိမ်မနေနိုင်တော့အဲ့ဒါလိုပဲတဲ့မာရတေယံပါဟတဝေဒီစိတ်ကိုအလိုဆန္ဒတွေမကျေနပ်မှုတွေအစရှိတဲ့ကိလေသာရဲ့လက်ကနေလွတ်အောင်သူကဘလို့သုံးထားတော့မာရတေယံမန်ရဲ့လက်ကနေလွတ်အောင်နော်မန်ဆိုတာလောဘဒေါသကိုပြောတာဒီနေရာမှာအဲ့ဒါလိုကြိုးစားတဲ့အခါမှာဒီစိတ်ဟာလည်းပဲနော်သူ့ရဲ့တီယာကာမအာယုန်တွေကနေထုတ်ဆောင်ပြီးတော့နော်ဘုန်းကြီးတို့ရဲ့စိတ်ကငါဟာဘယ်ထဲမှာနေတာတော့ရေထဲမှာနေတာစိတ်ဟာဘယ်ထဲမှာနေတာတော့လို့မေးရင်ကာမအာယုန်မှာနေတာအဲ့လိုလေးဥပမာလေးကကောင်းတယ်နော်ကာမအာယုန်ထဲမှာပဲအမြဲမွေ့လျော်နေတဲ့ဒီစိတ်ကိုဘုန်းကြီးတို့ထုတ်ဆယ်ပြီးတော့နော်ကမ္မထအာယုန်ဒီဟုသောတတိပဋ္ဌာန်ဘာဝနာအာယုန်ဒီဟုသောမြင့်မြတ်တဲ့ကြီးကုန်းထက်မှာတင်လိုက်ပြီဆိုရင်ဒီစိတ်ဟာလည်းဘာလို့တော့လှုပ်တယ်နော်ရေထဲကငါကုန်းပေါ်ဆဲတင်ထားရင်လှုပ်တယ်လို့မျိုးကာမတော်ထဲမှာနေကြဒီစိတ်ကိုကမ္မထအာယုန်တင်လိုက်တာနဲ့စိတ်ရဲ့လှုပ်ခတ်မှုကပို့ပြီးတော့ထင်ရှားတယ်ဒီလိုလေးဥမာပေးတာဒါကပစုကိုဟောတာတော့မေဂိယကိုဟောတာနော်အဲ့ဒါလိုဟောပြီးတော့မြတ်စွာဘုရားဆက်ပြီးတော့ဝိမု ക്തി ပရိပါစနိယတရားနော်စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုကိုရင့်ကျက်သွားစေမဲ့တရား၅မျိုးအဲ့ဒီမှာဟောတယ်ဟုတ်လားအဲ့ဒါလေးကိုဘုန်းကြီးတို့နော်အရက်သုံးစကားလေးတွေနဲ့လွယ်လွယ်လေးနားလည်မှုနဲ့မှတ်သားစေခြင်းနဲ့ပေါ့နော်နံပါတ်1ကလျာဏမိတ်္တအိရွှေကောင်းရှိရမယ်နံပါတ်2ကိုချင်းသီလဖြူစင်အောင်ဆောင်ထိန်နိုင်ရမယ်နံပါတ်3အလွန်ကောင်းမြတ်တဲ့စကား10မျိုးကိုလွယ်လွယ်ကူကူပေါ်များများရတဲ့အနေအထားမျိုးရှိရမယ်စကားကောင်းတွေကိုလွယ်လွယ်ကူကူပေါ်များများကြားခွင့်ရှိရမယ်နားထောင်ခွင့်ရှိရမယ်နော်ဒီအချက်ကအလွန်အရေးကြီးတယ်နောက်နံပါတ်4လုံလဝရိယရှိရမယ်နံပါတ်5
ဖြစ်ချင်းပြည့်ချင်းကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်အဲ့ဒါမျိုးတော့အားမျိုးအဲ့ဒါစိတ်ကိုနော်ကိလေသာလက်ကလွတ်မြောက်မှုဝိမု ക്തി တရားဖြင့်ရင့်ကျက်စေခြင်းနဲ့ဆိုလို့ရှိရင်ဘုန်းကြီးတို့ဒီတရား၅မျိုးရှိရမယ်နော်မိကောင်းဆွေကောင်းရှိရမယ်ကိုချင်းသီလဖြူစင်ရမယ်စကားကောင်းတွေကိုလွယ်လွယ်တကူပေါ်ပေါ်များများကြားခွင့်နားထောင်ခွင့်ရှိရမယ်ထက်တဲ့လုံလဝရိယရှိရမယ်ဖြစ်ချင်းပြည့်ချင်းကိုသိနိုင်တဲ့ဉာဏ်ပညာရှိရမယ်သူဓာတ်ရိုက်ပြောထားတဲ့ဥဒိယဘေယတဘာဝတရားတို့ရဲ့ဖြစ်ပေါ်လာပုံပျောက်ကွယ်သွားပုံကိုအမှန်ကန်သိတဲ့ဉာဏ်ပေါ့ဟုတ်လားတဘာဝတရားတွေဘယ်လိုလေးဖြစ်လာတယ်လဲတော့ဘယ်လိုလေးပျောက်ကွယ်သွားတယ်လဲကိုယ်စိတ်ထဲကဖြစ်ပေါ်လာပုံပျောက်ကွယ်သွားပုံကိုရှင်းရှင်းလင်းလင်းသိတဲ့ဉာဏ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကနော်ကလျာဏမိတ်တရှိရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုယ်တည်းသီလသမာဓိပညာအဖြစ်သာလွန်တဲ့နော်ဘုရားဟောဒေသနာတွေကိုအများကြီးကိုယ်တည်းကြာဘူးနာဝရှိတဲ့သိမြင်နားလည်မှုကြီးမားတဲ့နော်ကိုယ့်ရဲ့ပုံမှာတကယ်မေတ္တာကရုဏာနဲ့စောင့်ရှောက်မဲ့မိတ်ဆွေဟုတ်လားအဲ့ဒီမိတ်ဆွေကအလွန်ရေးကြည့်တယ်အဲ့ဒီမိတ်ဆွေရှိပြီဆိုလို့ရှိရင်မြတ်စွာဘုရားဗာဆက်ပြောတော့အဲ့ဒီပုဂ္ဂိုလ်တဲ့ကိုချင်းသီလနဲ့ပြည့်စုံလာလိမ့်မယ်ဒီ၅မျိုးထဲမှာဘယ်သူကအရေးကြီးနေတာတုံးဆိုတော့ကလျာဏမိတ်တကအရေးကြီးနေတာဟောဆိုကလျာဏမိတ်တရှိလို့ရှိရင်သီလပြည့်စုံလာလိမ့်မယ်လို့ဓာတ်ရိုက်ကြီးမြတ်စွာဘုရားပြောတယ်ဟုတ်လားသီလနဲ့ပြည့်စုံခြင်းမှာအနည်းငယ်များသောအပြစ်ကိုဘေးလို့မြင်တဲ့အခြေခံစိတ်ထားလေးနဲ့ဖြူစင်တဲ့သီလရှိအောင်ကြိုးစားတဲ့အပိုင်းလေးကိုမြတ်စွာဘုရားဟောတယ်ဟုတ်လားနောက်ကလျာဏမိတ်တမိတ်ဆွေကောင်းတာရှိမယ်ဆိုလို့ရှိရင်စောစောကပြောခဲ့တဲ့အလွန်ကောင်းမြတ်တဲ့စကားတွေကိုပေါ်ပေါ်များများလွယ်လွယ်ကူကူကြားခွင့်နားထောင်ခွင့်လည်းရလိမ့်မယ်အဲ့ဒီမှာမြတ်စွာဘုရားအလေးထားပြီးတော့ပြောတာကထာ10မျိုးစကားကောင်းကြီး10မျိုးဒါတွေကဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်တွေကျွမ်းကျင်ထားတဲ့အစိတ်အပိုင်းလေးတွေလို့ဘုန်းကြီးမြင်တယ်ဟုတ်လားစကားကောင်း10မျိုးတဲ့နော်အပိစ္ဆကထာအလိုနယ်မှုနဲ့ဆက်ရှင်တဲ့စကားကိုကြားလဲရတဲ့စကားဟာလောဘကိုနည်းသွားစေတဲ့စကားမျိုးနော်လောဘကြီးစေတဲ့စကားမျိုးမဟုတ်ဘူးနော်လောဘကိုနည်းသွားစေမဲ့စကားမျိုးတန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားရောင်ရဲမှုတင်းတိမ်မှုနဲ့ပတ်သက်ဆက်ဆက်နေတဲ့စကားရောင်ရဲမှုကိုဖြစ်ပေါ်စေတဲ့ရောင်ရဲခြင်းစိတ်ပေါက်သွားစေတဲ့စကားမျိုးဟုတ်လားပြီးတော့ဗာပြောတော့ပဝိဝေကကထာဝိဝေကနဲ့ဆက်ဆက်တဲ့စကားဝိဝေကဆိုတာကကာယဝိဝေကတယောက်တည်းနေတာစိတ်တဝိဝေကနိဝရဏတရားတို့မှာကင်းကွာပြီးတော့စိတ်ကလေးကိုဖြူရှင်တန်ရှင်းငြိမ်းအေးမှုချမ်းသာမှုနဲ့နော်ငြိမ်သက်တဲ့သဘောလေးနဲ့နေတာဒါစိတ်တဝိဝေကဥပတိဝိဝေကဆိုတာကတော့သင်္ခါရတရားတို့ရဲ့ကင်းစိတ်ရာနော်နိဗ္ဗာန်ချမ်းသာကိုအာယုံပြုပြီးတော့နေနိုင်တဲ့အနေအထားမျိုးကိုပြောတာအဲ့ဒါဝိဝေကကထာပဝိဝေကကထာဝိဝေကနဲ့ဆက်ဆက်တဲ့စကားဟုတ်လားပြီးရင်ဘုန်းကြီးတို့အတ္တန်တကကထာယောနောဆက်ရှင်မှုနဲ့ကင်းကွာယောနောမှုမရှိခြင်းနဲ့ပတ်သက်ဆက်ဆက်တဲ့စကားနော်တန်တကဆိုတာယောနောတာဘုန်းကြီးတို့ယောနောလို့ရှိရင်ချစ်ခင်မှုဖြစ်တယ်ချစ်ခင်မှုဖြစ်ရင်ပူလောင်မှုဖြစ်တယ်ဒါကသဘာဝတရားတို့ရဲ့အကြောင်းကျိုးဆက်နိယာမပဲယောနောဗံများလို့ရှိရင်ချစ်ခင်တယ်ချစ်ခင်ပြီဆိုလို့ရှိရင်စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်နော်ပြီးခဲ့တဲ့တရားစခန်းတော်ကအဲ့ဒီအကြောင်းအရာလေးဘုန်းကြီးပြောခဲ့တယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်တစ်ပါးပြောခဲ့တဲ့စကားလေးကိုအခြေခံပြီးတော့ဟုတ်လားယောနောမှုကြောင့်ချစ်ခင်မှုဖြစ်ရတယ်ချစ်ခင်မှုကြောင့်မဆုံးနိုင်သောဆင်းရဲတွေပူလောင်မှုတွေဖြစ်ရတယ်ဒါကြောင့်ကြံ့ချိုလို့တယောက်တည်းနေရမယ်ဧကောစရိခက္ကဝိတ္တနာကပေါ့ဟုတ်လားဒီမှာအတ္တန်တကကထာယောနောမှုကင်းကွာမှုနဲ့မယောနောမှုနဲ့ပတ်သက်တဲ့စကားဒါယောနောမှုတန်တကတရားကတော့၅မျိုးတောင်ပြောထားတယ်နော်တဝနတန်တကဒသနတန်တကမြင်ခြင်းနဲ့ဆက်ဆက်တာမြင်ခြင်းနဲ့ဘုန်းကြီးတို့နော်မြင်ပြီးတော့နော်ပတ်သက်ဆက်ဆက်တာနော်ကြားခြင်းဖြင့်ယောနောစကားပြောခြင်းဖြင့်ယောနောတာလည်းရှိတယ်အစားအသောက်တွေအတူတကွစားတော့ခြင်းဖြင့်ယောနောတာလည်းရှိတယ်
ကိုလက်ထိဆက်ခြင်းအဖြစ်ယောနောတာလည်းရှိတယ်ယောနောမှု၅မျိုးနော်ကြားပြီးတော့ယောနောတာရှိတယ်မြင်ပြီးတော့ယောနောတာရှိတယ်စကားပြောပြီးတော့ယောနောတာရှိတယ်ဒီမှာကြားတာနဲ့စကားပြောတာဘာကွာတာလဲဆိုတော့ကြားတယ်ဆိုတာကတော့ဘုစုအကြောင်းဘဝအကြောင်းကိုကြားရတယ်စကားပြောတာကြတော့အဲ့ဒါထက်ပိုပြီးတော့သူကနီနီဆက်ဆက်ယောနောသွားပြီနော်အဲ့ဒီကင်းကွာသောယောနောမှုဘုန်းကြီးတို့အဲ့ဒါနဲ့ပတ်သက်ဆက်ဆက်တဲ့စကားကိုကြားခွင့်နာခွင့်ရှိရမယ်ပေါ့နောက်ပြီးတော့ဗာပြောတော့ဝိဝေကဝိရိယကထာဝိရိယရမကထာအာထုတ်လိုမှုနဲ့ပတ်သက်ဆက်ဆက်တဲ့စကားဟုတ်လားဝိရိယထပ်ပါလာတယ်နော်ဝိရိယကထာအဲ့တော့ဘုန်းကြီးတို့ဘယ်နှမျိုးရှိသွားပြီတော့၅မျိုးရှိသွားပြီနော်အပိစ္ဆကထာတန်တုဋ္ဌိကထာပဝိဝေကကထာအတ္တန္တကကထာဝိရိယရမကထာနောက်၅မျိုးအမှားရတာလွယ်တယ်သီလသမာဓိပညာဝိမု ക്തി ဉာဏတတနာဟုတ်လားသီလနဲ့ဆက်တဲ့စကားသမာဓိနဲ့ဆက်တဲ့စကားပညာနဲ့ဆက်တဲ့စကားဝိမု ക്തി လွတ်မြောက်မှုနဲ့ဆက်တဲ့စကားဝိမု ക്തി ဉာဏတတနာလွတ်မြောက်တာကိုတစ်ဖန်ပြန်ပြီးတော့သိတယ်မြင်တယ်ဆိုတဲ့ဉာဏ်အထူးနဲ့ဆက်တဲ့စကားဟုတ်ပြီနော်အဲ့ဒါကိုဘာလို့ခေါ်တော့ကထာ10မျိုးတဲ့ဒီလိုတန်ဖိုးရှိတဲ့စကားတွေကိုဘုန်းကြီးတို့ဟာလွယ်လွယ်ကူကူပေါ်ပေါ်များများနားထောင်ခွင့်ရတဲ့နားထောင်နိုင်တဲ့အခြေအနေကောင်းတရားရှိရမယ်အခုခေတ်မှာဘုန်းကြီးတို့ဒီလိုစကားကောင်းတွေကိုနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တရားကောင်းလေးတွေကြီးရွေးချယ်ထားပြီးတော့ဟုတ်လားကိုကြိုက်တယ်ဆိုတဲ့တရားလေးတွေကြီးရွေးချယ်ထားပြီးတော့အချိန်မရွေးလွယ်လွယ်ကူကူနားထောင်လို့မရဘူးလားအဲ့လိုဖန်တီးယူရမှာနော်အဲ့ဒါခုမြတ်စွာဘုရားကမိတ်ဆွေကောင်းတာရှိပါသီလပြည့်စုံသွားလိမ့်မယ်မိတ်ဆွေကောင်းတာရှိပါစကားကောင်းကိုကြားရပါလိမ့်မယ်မိတ်ဆွေကောင်းတာရှိပါအထုလိုစိတ်တွေလည်းထက်သန်လာပါလိမ့်မယ်ဟောဝရိယဒီနေ့မှာဝရိယဆိုတာကမကောင်းတာမဖြစ်ဖို့ကြိုးစားအားစိုက်တာကောင်းတာဖြစ်ဖို့ကြိုးစားအားစိုက်တာအကြံဉာဏ်ဖြင့်နှမျိုးပေါ့နော်အဲ့ဒီဝရိယဓာတ်တွေကလျာဏမိတ်တာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာမယ်ပေါ့နောက်ဆုံးနော်ပညာဥဒယဘေယဖြစ်ချင်းပြည့်ချင်းကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုတောင်ကလျာဏမိတ်တာရှိရင်ရလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်သူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ရသွားလိမ့်မယ်တော့ဘုန်းကြီးတို့ဒီအင်္ဂါရ၅မျိုးထဲမှာစိတ်ကိုမြန်မြန်ဆန်ဆန်ရင့်ကျက်သွားစေမယ်အသိဉာဏ်ပညာဖြင့်ရင့်ကျက်သွားစေမယ်တနည်းအားဖြင့်ဝိမု ക്തി ပရိပါစနိယစိတ်ရဲ့ကိလေသာကလွတ်မြောက်မှုကိုရင့်ကျက်သွားစေမယ်တရား၅မျိုးထဲမှာနံပါတ်1ကလျာဏမိတ်တာသည်အရေးအကြီးဆုံးအရေးအထားအဆုံးဘုန်းကြီးတို့ဒီလိုနားလည်လို့မရဘူးလားရတယ်တော့သူနဲ့ပြည့်စုံဘုန်းကြီးတို့ကကြိုးမအထောက်တဲ့တယ်ပေါ့နော်အဲ့ဒါတရားရကျင်တယ်ဆိုရင်မိတ်ဆွေကောင်းအလွန်ရေးကြီးတယ်ဆိုတဲ့ဥစ္စာလေးကိုဘုန်းကြီးတို့စိတ်ထဲမှာတခါတည်းမတွေးမိဘူးပေါ့အဲ့ဒီအချက်ကလေးကိုကိုလုံးမကိုရမယ်လုံးမယ်ကိုင်းမယ်ဒီပြင်အရေးပါတဲ့အချက်တွေကိုပဲစဉ်းစားတယ်မိကောင်းဆွေကောင်းရဲ့အရေးပါပုံကိုသိပြီးတော့ဘုန်းကြီးတို့မစဉ်းစားမိမှဆိုလို့ဒါလေးကိုဂရုပြုတဲ့နယ်လို့ပြောခြင်းတယ်ဟုတ်လားအဲ့ဒါလိုမျိုးမြတ်စွာဘုရားကစိတ်ကိုရင့်ကျက်စေတဲ့တရားတွေကိုဟောပြီးတဲ့နောက်မှာဒီ၅မျိုးသောအည်အသွေးရှိပြီနမိတ်ဆွေကောင်းလည်းရှိပြီသီလလည်းပြည့်စုံတဲ့စင်ကြယ်တယ်စကားကောင်းတွေကိုလည်းကြားရတယ်လုံလဝရိယလည်းထက်သန်နေတယ်ဖြစ်ချင်းကိုလည်းသိတယ်မြင်တယ်နားလေတယ်အဲ့ဒါလို့ဆိုရင်ဘာဆက်လုပ်ရမလို့ဆိုတော့ဘာဝနာ၄မျိုးကိုဆက်ပြီးတော့ပွားများရမယ်တဲ့အဲ့ဒီဘာဝနာ၄မျိုးကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့နော်ယာဂဆိုတဲ့ဆွဲမဲ့မှုကိုဖယ်ရှားဖို့အတွက်အတုပဘာဝနာကိုပွားများရမယ်ဟောနံပါတ်1မြတ်စွာဘုရားသင်ကြားပေးတဲ့ဘာဝနာနော်အကျိုးရလက်ကလေးနဲ့တွဲပြီးတော့ပြောတာလေးကိုယောဂီများသတိထားပြီးမှတ်သားရမယ်နော်အတုပဘာဝနာကိုပွားရမယ်လို့တမ်းမပြောလိုက်ဖဲနဲ့ဘယ်စကားလေးအကြောင်းပြချက်အနေနဲ့ခံထားတယ်လေရာဂကိုပယ်ရှားဖို့အတွက်အတုပဘာဝနာကိုပွားများရမယ်နော်အတုပဘာဝေတ္တဘာအတုပကိုပွားများရမယ်ဆိုတဲ့နေရာမှာရာဂပဟာနာယနော်ယာဂဆိုတဲ့ဆွေးမဲ့မှုကိုပယ်ရှားဖို့အတွက်အတုပကိုပွားများရမယ်အဲ့ဒီအတုပဆိုတာကိုဒီမေဂိယသုတ်တံကိုမင်းကုန်းဆရာဘုရားကြီးအကျဉ်းတင်ဟောထားတာရှိတယ်အဲ့ဒီထဲမှာဆရာကြီးကသေပြီးတဲ့နောက်မှာမတင့်တယ်မှုတွေကြီးကြီးမားမားဆူဆူဝါဝါဒီခန္ဓာကိုယ်ကြီးကဖြစ်တယ်နော်စိတ်ကူးထဲမှာတောင်ကူးကြည့်ခြင်းစရာမကောင်းတော့အောင်နော်ဆူဆူဝါဝါပြောင်းလဲဖောက်ပြန်တယ်ဒီရုပ်စုဝေးကြီးက
အဲ့ဒါကိုမြတ်စွာဘုရား10မျိုးလောက်ပိုင်းခြားပြီးတော့ဟောတယ်အဲ့ဒါကသိပြီးတော့မှသိပြီးတဲ့နောက်မှာဖြစ်ပေါ်သွားမယ်မတင့်တယ်ခြင်း10မျိုးပေါ့နော်မသေးခင်မှာဘုန်းကြီးတို့ဖြစ်ပေါ်နေတဲ့မတင့်တယ်မှု32မျိုးသောကုဋ္ဌာသတို့ဖြင့်တိဆောက်ထားတာကိုသတိထားတဲ့လုပ်ငန်းစဉ်ကာယကတ္တသတိခေါ်တာပေါ့အဲ့ဒါကိုမင်းတို့ဆိုကြီးကဘယ်လိုသုံးလို့ဆိုတော့ရှင်စဉ်မှာဖြစ်ပေါ်နေတဲ့အတုပလို့သုံးတယ်အဲ့ဒါသူကအတုပကို10မျိုးမပြောဘူးဘယ်နှမျိုးပြောတော့17မျိုးပြောတယ်နော်အဲ့ဒါဘုန်းကြီးတို့မသေးခင်မှာဖြစ်ပေါ်နေတဲ့ဒီမတင့်တယ်မှုကိုဘာလို့ရမလို့ပွားများကြရမယ်အထောက်ကြရမယ်ဘာအတွက်တော့ဆွဲမဲ့မှုကိုလျှော့ချနိုင်ဖို့နော်ဘုန်းကြီးတို့ရဲ့ဆွဲမဲ့မှုဖြစ်နေတာတွေဟာပြင်းပြင်းထန်ထန်ဖြစ်တာတွေကဘယ်ပေါ်မှာဖြစ်တာတော့ဘုန်းကြီးခဏခဏပြောပြပါတယ်သက်ရှိတွေရဲ့ပုံမှာပဲဖြစ်တာပါဟုတ်တယ်မဟုတ်လားနော်အလုံးကိုဆွဲမဲ့ဖြစ်ရတာတွေဟာသက်ရှိတွေပုံမှာပဲဖြစ်တာအဲ့ဒါကြောင့်မို့လို့အဲ့ဒီຢာကကိုနော်လျှော့ချနိုင်ဖို့အတွက်ဒီခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာနော်တိဆောက်ထားတဲ့အခြေအနေမှန်လေးကိုအများကြီးလေ့လာပြီးတော့အဲ့ဒီသိထားမြင်ထားတဲ့အမှန်သိမှုလေးကိုချိန်ပါများစွာကိုယ်တန်တန်မှာဘာလို့မလို့ဖြစ်အောင်ကြိုးစားရမယ်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်အကျော်မျိုးစုံနဲ့ဖွဲ့ရှက်အသားအသွေးနဲ့လိမ့်ချန်ပြီးတော့အရည်သူရေပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ခန္ဓာအိမ်ကောင်းထဲမှာအုံနောက်တွေရှိတယ်ရင်ကောင်းပိုင်းမှာအစုံနဲ့နှလုံးရှိတယ်ဝမ်းပိုက်ပိုင်းမှာအသေးဆိုတာကြီးရှိမယ်စားတောက်ထားတဲ့အစာအာဟာရတွေရှိမယ်အဲ့ဒီအစာအာဟာရတွေထည့်ထားတဲ့ဥတွေရှိမယ်နော်စီးတွေတစ်စက်စက်ကြာနေတဲ့ကြောက်ကနှလုံးရှိမယ်နော်စီးတွေစုထည့်ထားတဲ့စီးအိမ်ကြီးရှိမယ်ဇာအိမ်ရဲ့အောက်နားလေးမှာတရေရွက်ဆိုတာကြီးလည်းရှိမယ်ဟုတ်လားဒါကိုအကျဉ်းမြင်ဘုန်းကြီးတို့ကအာယုံပြုလိုက်တာနဲ့အလွန်တူတောင်းတဲ့အချိန်လေးအတွင်းမှာဉာဏ်နဲ့နော်ရှင်းရှင်းလင်းလင်းမြင်တဲ့အနေအထားလေးကိုရအောင်စိတ်ကိုလေ့ကျင့်ပေးတဲ့စိတ်ကဒီအခြေအနေမှာကိုသူကအတွေ့အကြုံသိပ်ပြီးတော့မရှိဘူးအတွေ့အကြုံယူမထားဘူး။ဒါဘုန်းကြီးတို့ရဲ့စိတ်ကဘယ်နေရာမှာပဲသူကအတွေ့အကြုံတွေယူနေတာတော့ကြည့်မကောင်းဘူးကြည့်ကောင်းတယ်ဒါပဲသူကယူနေတာ။ဒါမှမြင်တာနဲ့သူကအဲ့ဒီအလုပ်ကိုလုပ်ပြီးသားတန့်လုပ်တာကျုပ်တို့တမင်စူးစမ်းစရာမလိုဘူး။ဒီလူကြည့်ကောင်းသလားကြည့်မကောင်းဘူးလားဆိုတာမြင်ပြီးပြီးချင်းပါတော့ဆုံးဖြတ်ချက်ချပြီးပြီ။ဟုတ်တယ်မဟုတ်လား။တကယ်အခြေအနေမှန်ထိစိတ်ကရောက်သလားအထတသုတိရံတိတမတ္တလုံကတပုရိတံသူဘတောနမညတိဘာလောအဝိဇ္ဇာယပုရခတောမဟာဝိဇ္ဇာတုတ်တန်ထဲမှာဘုန်းကြီးတို့လူသားတွေလူအချင်းချင်းအာယုံစိုက်ကြတဲ့အခါမှာဂယုထားကြတဲ့အခါမှာဘာလေးကိုအာယုံအစိုက်ဆုံးလဲဂယုအစိုက်ဆုံးလဲအရေးအထားဆုံးလဲဆိုရင်ဟောဒီမျက်နှာလေးပဲဟုတ်တယ်မဟုတ်လားဒီမျက်နှာလေးပဲနော်ဒီမျက်နှာလေးကိုပဲစာအမျိုးမျိုးဖတ်နေဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောတော့အထတသုတိရံတိတံမတ္တလုံကတပုရိတံအပေါင်းများစွာဖြင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့အုံနောက်တွေနဲ့ပြည့်နေတဲ့ဒီခေါင်းဟုတ်လားခေါင်းကိုဘုန်းကြီးတို့ဘယ်လိုပြောတော့မြင်နေကြအမြင်မျိုးမဟုတ်ဘဲနဲ့စိတ်ကိုဒီသူဘရဲ့အပေါ်မှာဆက်ဆုပ်သွားစေတဲ့အမြင်မျိုးနဲ့မြင်တတ်အောင်လေ့ကျင့်ပေးတဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားကအထတသုတိရံတိတံမတ္တလုံကတပုရိတံအုံနောက်နဲ့ပြည့်နေတဲ့အပေါက်တွေများစွာရှိနေတဲ့ဒီခေါင်းဟုတ်လားအဲ့ဒါကိုသူဘတော်နဲ့မညတိဘာလောအဝိဇ္ဇာယပုရခတောမတိမှုတွေကစိတ်ကိုလွှမ်းခြုံထားတဲ့အတွက်ကြောင့်တိအောင်လဲထိုးဖောက်ပြီးတော့မြင်အောင်ဘလောက်မှလဲလေ့ကျင့်မထားတဲ့အတွက်ကြောင့်ဒီစိတ်ဟာမတိမှုကပဲသူ့ကိုအထက်ထပ်ဖုံးထားတာကိုခံနေရတယ်အဝိဇ္ဇာယပုရခတောမတိမှုကဒီစိတ်ကိုအထက်ထပ်ဖုံးထားတယ်အဲ့ဒါကြောင့်မို့လို့ तू ဟာဒီအုံနောက်နဲ့ပြည့်နေတဲ့အပေါက်များစွာရှိတဲ့ဒီခေါင်းကို तू ဘလို့ထင်နေတာလဲတင်းတယ်လို့ထင်နေတယ်တဲ့သူဘတောနံမညတိဘာလောမတိတဲ့မိုက်တဲ့ပုဂ္ဂိုလ်ဟာတင့်တယ်လို့ထင်နေတယ်ဘာကြီးကိုတင့်တယ်လို့ထင်တာတော့အုံနောက်နဲ့ပြည့်နေတဲ့အပေါက်များစွာနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခေါင်းကိုတင့်တယ်လို့ထင်နေတယ်နော်ဒါကနည်းနည်းလေးလူငယ်ပိုင်းလူလက်ပိုင်းလေးတွေကိုယ့်ရဲ့စိတ်ကိုနော်အလွန်မှမြင့်မာတဲ့အကျိုးရလဒ်ကိုဖြစ်ပေါ်စေတဲ့အလေးကျင့်ကောင်းလေးနဲ့မှန်ကန်တဲ့အခြေအနေလေးနဲ့တွေ့ထိပေးတဲ့အလေးကျင့်ကောင်းဘုန်းကြီးအဲ့လိုလေးသုံးကျင်တယ်ဟုတ်လားဒီအလေးကျင့်ကောင်းလေးကိုဘာကြောင့်အလေးကျင့်ကောင်းလေးလို့ပြောတာလဲဆိုတော့မှန်ကန်တဲ့အခြေအနေတည်းနဲ့စိတ်ကိုတွေ့ထိပေးတာနော်ဘုရားဘယ်လောက်ထိချီးမွမ်းတယ်လဲအမတန်တေဘိခဝေပရိဘုံဇံတိရေကာယကတတတိပရိဘုံဇံတိ
ကာယကတတတိကိုသုံးဆောင်သူသည်နိဗ္ဗာန်ချမ်းသာကိုသုံးဆောင်သူမြည်၏လို့အဲ့လိုဟောတယ်ကာယကတတတိကိုသုံးဆောင်တယ်ဆိုတာဒီရုပ်ပိုင်းဆိုင်ရာဒီအစုအဝေးကြီးဘလို့ဖွဲ့စည်းတည်ဆောက်ထားသလဲဆိုတာကိုတက်နိုင်သမျှအသေးစိတ်ပြည့်ပြည့်စုံစုံစိတ်ဟာသိဖို့ကြိုးစားတာအရင်ကြီးခက်တာမဟုတ်ဘူးကျွတ်တော့မလုပ်လို့ဟုတ်လားနော်အယိုးမြင်အောင်ကြည့်ကျွမ်းကျင်အောင်ကြည့်မကျွမ်းကျင်မှုမြင်တော့မြင်တယ်လို့ပဲဟုတ်လားအုတ်ခေါင်းယူရနဲ့ဆင်းလာလိုက်နော်ပုံနေအထောက်အကူပြုပစ္စည်းတွေဒီခေတ်မှာအများကြီးရှိတယ်လူကိုမြင်လိုက်တာနဲ့အပေါ်ယံကိုထွင်းဖောက်ပြီးတော့ဒီအယိုးထီစိတ်ကမြင်အောင်လုပ်လို့ရတယ်အဲ့ဒါအဋ္ဌကကမ္မထံခေါ်တာပေါ့နော်အဲ့လိုမဟုတ်ဘူးကိုကနော်အဘောတက်လွန်ခဲ့တဲ့အစိတ်အပိုင်းကိုပဲရွေးချယ်ပြီးတော့မြင်နေတယ်ဆိုရင်လည်းရတယ်ဒီကိုယ်လုံးဘာတွေဟာအကြအလတ်မရှိပြေးလွှာရွေ့လျားနေတယ်လို့မင်းဝိဒတ်နေရမပြတ်ဘာဟိုလင်္ကာလေးကိုယ့်ကိုရေးထားပြီးတော့မေ့နေတယ်နီရဲသွေးဓာတ်မြဲမပြတ်လှည့်ပတ်နေသည်သာဟုတ်လားနီရဲသွေးဓာတ်မြဲမပြတ်လှည့်ပတ်နေသည်သာဘုန်းကြီးတို့ကြိုက်တဲ့ရှုထောင့်ကနေကြည့်လို့ရတယ်နော်လေဝင်ထွက်နေတဲ့အနေအထားကြီးကိုလည်းကြည့်နေလို့ရတယ်ဒီရုပ်ပိုင်းဆိုင်ရာအစုအဝေးမှာသူ့အစိတ်ပိုင်းနဲ့သူဖြစ်ပေါ်ပြောင်းလဲနေကြတာဟုတ်တယ်မဟုတ်လားအယိုးကိုလည်းကြည့်လို့ရတယ်ခုနတုန်းကထင်ရှားတဲ့ကုဋ္ဌာတတွေကိုလည်းပဲမြင်လို့ရတယ်ဘလို့ပဲမြင်ဒီအမြင်ဟာမုံမြတ်တယ်နူးညက်တယ်သိမ်မွေ့တယ်ငြိမ်းအေးတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘလို့မှညင်းလို့မရဟုတ်လားလက်တွေ့လှုပ်ကြည့်လို့ရတယ်နော်ဒီအတွေ့အကြုံလေးကနော်အလွန်ထူးကဲတာပဲလို့ကိုယ်တိုင်အတွေ့အကြုံတစ်ခုကိုနော်အရာယူပြီးတော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုဘုန်းကြီးတို့မလုပ်နိုင်ဖို့လို့တော့ထောက်ခံနိုင်ဖို့လို့ပဲဘုရားနိဗ္ဗာန်ကိုသုံးဆောင်နေတာဆိုသည့်အထိကာယကတတတိနဲ့နေတဲ့လူကိုအဲ့လောက်ချီးမွမ်းတာဟုတ်လားအခုဒီမှာမြတ်စွာဘုရားဘလို့အကြောင်းပြချက်လေးနဲ့အတုပဘာဝနာကိုပွားများဖို့တိုက်တွန်းတာလေနော်ဇာကကိုပယ်ရှားဖို့တဲ့ဟုတ်လားဇာကကိုပယ်ရှားဖို့အတုပကိုပွားရမယ်နောက်ဒုတိယမြတ်စွာဘုရားဗာဆက်ပြောတော့နော်ဒုတိယပြောတာကဗျာပါဒကိုပယ်ရှားဖို့အတွက်မေတ္တာဘာဝနာကိုပွားရမယ်နော်ဗျာပါဒဆိုတာဒေါသကိုပြောတာဟုတ်လားဘုန်းကြီးတို့ရဲ့စိတ်မှာမကြာခဏအဖြစ်များတဲ့သဘာဝတရားစုတစ်ခုလို့လည်းဆိုနိုင်တယ်နော်အလိုမကျမှုလေးတွေနော်ကြီးတာနဲ့သေးတာပဲကွာတယ်မကြာခဏဖြစ်နေတယ်နော်အကြီးအကျယ်စိတ်တိုင်းမကြတာကြီးမဟုတ်အောင်တောင်ဟိုလေးစိတ်တိုင်းမကြလိုက်ဒါလေးစိတ်တိုင်းမကြလိုက်ဟိုလိုလေးဖြစ်လိုက်ဒီလိုလေးဖြစ်လိုက်စိတ်ကဘလို့ဖြစ်နေတော့နော်ညူစုတဲ့သဘောတွေအလိုမကျတဲ့သဘောတွေဟုတ်လားစိတ်ရဲ့ခံစားရခက်စေတဲ့တဘာဝပဲဒါလေးတွေဖြစ်လာရင်စိတ်ကမချမ်းသာဘူးပဲနော်ဒါကိုလည်းပဲမြင်တတ်ရမယ်နော်အဲ့ဒီဒေါသဆိုတဲ့ဗျာပါဒကိုပယ်ရှားဖို့အတွက်ဘုန်းကြီးတို့ဘာလုပ်ရမလဲမေတ္တာတရားပွားရမယ်မေတ္တာဆိုတာဘာပြောတာတော့တတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့သဘောတတ္တဝါတွေကိုချမ်းသာစေခြင်းတတ္တဝါတွေချမ်းသာဖို့ဆိုလို့ရှိရင်ဘုန်းကြီးတို့အခြေခံခိုင်ခိုင်မာမာအမြင်မှန်တစ်ခုအရင်ရှိထားမယ်အဲ့ဒါဘာလို့ဆိုတော့ကိုချင်းစာတရားဟိုတနေ့ကဘုန်းကြီးပြောပြတယ်ဘယ်တရားပွဲမှလည်းမသိဘူးတတ္တဝါတွေကိုကိုကဲ့သို့အရင်သဘောထားရမယ်လို့မြတ်စွာဘုရားသွန်သင်ထားတာအဲ့ဒီအချက်ကလေးကမေတ္တာဖြစ်ဖို့အတွက်အလွန်လွယ်ကူစေတာကိုဘုန်းကြီးတို့သိနိုင်တယ်အော်ကိုလိုပဲအစင်ရဲခြင်းမူချမ်းသာခြင်းတယ်ဝိရိယံတွေလည်းမတွေ့ခြင်းမူကျမ်းမာရေးလည်းမဖောက်ပြန်ခြင်းမူစိတ်ညစ်စရာတွေလည်းမကြုံခြင်းမူဘယ်တရားဝါမျိုးမဆိုအဲ့ဒီအလိုဆန္ဒရှိတယ်မို့လားရှိတယ်အတူတူပဲအဲ့တော့ကိုယ့်အပေါ်မှာကိုကဘလို့သဘောထားတယ်လေတခြားသောတရားဝါတွေကိုကိုယ့်အပေါ်မှာကိုယ်သဘောထားတယ်လို့မျိုးသူတို့ကိုလည်းကိုဟာသဘောထားမယ်ဆိုလို့ရှိရင်မေတ္တာကအလိုလိုတောင်ဖြစ်လိမ့်မယ်လို့ဘုန်းကြီးမျှော်မှန်းမိတယ်တခြားသောတရားဝါတွေကိုလည်းကိုသဘောထားတယ်လို့မျိုးဒါကရှုထောင့်တစ်မျိုးကနေပြောတာနော်အတ္တနာဥပမံကတ္တဝနဟနေယနခတေယကိုဥပမာပြုတ်ပြီးတော့မတတ်ရဘူးမညှင်းစေရဘူးလို့ဟောထားတဲ့ဒေသနာလေးလည်းရှိတယ်ဟုတ်လားဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့နောက်ထပ်တည်လိုက်တဲ့ဥမာလေးနဲ့ကိုယ့်ရဲ့စိတ်ကိုမေတ္တာရဲ့သဘောတဘာဝကိုရှင်းရှင်းလင်းလင်းသိသွားစေမယ်မြတ်စွာဘုရားရဲ့ပြောပြထားချက်ကလေးတစ်ခုလည်းပဲယောဂီများကျွမ်းကျင်ထားတဲ့အဲ့ဒါပါတော့မာတာယထာနိယံပုဒ္ဓမာယုတာဧကပုဒ္ဓမလို့တဲ့ခေမေတ္တာနဲ့ပတ်သက်ပြီးတော့ဒီနှိုင်းရှင်ချက်ကလေးတွေကိုဘုန်းကြီးတို့သဘောပေါက်တဲ့တယ်
တူရီသောသားကိုမိခင်ဟာစောင့်ရှောက်တယ်လို့မျိုးတတ္တဝါတွေရဲ့အပေါ်မှာမိဘစိတ်မွေးခိုင်းတာပဲတကယ်ကဒီထဲမှာမိဘတွေအများကြီးပါလိမ့်မယ်ကိုသားသမီးရဲ့အပေါ်မှာဘယ်လိုသဘောထားသလဲအဲ့ဒါမျိုးတခြားသောတတ္တဝါတွေရဲ့အပေါ်မှာသဘောထားနိုင်အောင်လေ့ကျင့်ပေးရမယ်မဖြစ်နိုင်တာမဟုတ်ဘူးနော်ဖြစ်နိုင်တယ်ဟုတ်လားအဲ့လိုသဘောထားနိုင်လေကိုမြင့်မြတ်အောင်လုပ်ရရောက်လေကိုအစင်တန်းရှိအောင်လုပ်ရရောက်လေအဲ့ဒီမေတ္တာစိတ်ဟာများစွာဘုန်းကြီးတို့ရဲ့ဘဝကိုစောင့်ရှောက်နိုင်တယ်ဆန့်ကျင်ဘက်အနေနဲ့ဒေါသကဘုန်းကြီးတို့ရဲ့ဘဝကိုများစွာဆိုးဝါးသွားအောင်ဖျက်ဆီးနိုင်တယ်ဟုတ်လားဒေါသရဲ့ဖျက်ဆီးနိုင်စွမ်းကိုမြင်ပြီဆိုလို့ရှိရင်မေတ္တာရဲ့နော်တိဆောက်ပေးနိုင်စွမ်းပြည့်စုံပေးနိုင်စွမ်းကိုဘုန်းကြီးတို့မြင်ရရောက်သွားနိုင်တယ်ဟုတ်လားဒါကြောင့်အကျိုးမဲ့တွေဖြစ်တဲ့ဒီဗျာပါဒဒေါသကိုပယ်ရှားဖို့အတွက်ဘာလုပ်ရမလဲမေတ္တာဘာဝနာကိုပွားများရမယ်တဲ့ဟုတ်လားအဲ့ဒါပြီးတော့မြတ်စွာဘုရားကအာနာပါနဘာဝနာကိုပွားများခိုင်းတယ်ဝင်လေထွက်လေကိုလိုက်ကြည့်တဲ့နော်အလုပ်ကိုလုပ်ခိုင်းတယ်အဲ့ဒါကိုလုပ်ခိုင်းတာကြတော့ဘယ်အကြောင်းပြချက်နဲ့လုပ်ခိုင်းတုံးဆိုတော့နော်ဝိတကုပစ္စေတာအတွေးတွေကိုဖြတ်တောက်ပစ်ဖို့တဲ့ဟောဒီအသုံးနှုန်းလေးကိုဘုန်းကြီးကအလွန်သဘောကျတယ်အတွေးတွေကိုဖြတ်တောက်ပစ်ဖို့အတွေးတွေရက်တန့်သွားအောင်ဟုတ်လားကျွတ်တို့အတွေးတွေကမဖြတ်တောက်နိုင်တော့ဘလို့ဖြစ်တော့အမြင်တွေတန့်တယ်ဟုတ်လားဆိုကြပါစို့လမ်းမှာတွေ့တာလေးကိုဥမာပြောလိုက်အောင်ပဲနော်ຫນွယ်တွေပါတဲ့တဖြည်းဖြည်းနဲ့တန့်တယ်ခြုံပုတ်ကြီးလိုဖြစ်နေအဲ့ဒီຫນွယ်တွေကိုကိုကမဖြတ်တောက်နိုင်တဲ့အခါကျတော့ຫນွယ်တွေကတဖြည်းဖြည်းနဲ့တလှမ်းလှမ်းနဲ့ဘာလုပ်နေတော့တန့်နေတယ်ဘုန်းကြီးတို့ရဲ့အတွေးတွေကလည်းပဲမဖြတ်တောက်နိုင်တဲ့အခါကျတော့အတွေးတွေဟာမဆုံးဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအတွေးတွေကရေဘူးရသဘောအဖြစ်ဘာအတွေးတွေပဲများမကောင်းတဲ့အတွေးတွေပဲများဟုတ်လားအဲ့ဒီအတွေးကိုဖြတ်တောက်နိုင်ဖို့အတွက်မြတ်စွာဘုရားကဘယ်ဘာဝနာပွားများခိုင်းတော့အာနာပါနာဒါလေးတွေကဘုန်းကြီးတို့သတိထားပြီးတော့ဆင်ခြင်တဲ့ဒေသနာလေးတွေလို့ဘုန်းကြီးမြင်တယ်ဟုတ်လားတော့ဘယ်အလုပ်ကဘလို့အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုမြတ်စွာဘုရားတိတိကျကျမြင်ထားလို့ပြောတာနော်ຢာကလျှော့ချရေးမှာထိရောက်တဲ့အလုပ်ကအတုပဘာဝနာဒေါသလျှော့ချရေးမှာထိရောက်တဲ့အလုပ်ကမေတ္တာဘာဝနာအတွေးကိုဖြတ်တောက်ရေးမှာထိရောက်တဲ့အလုပ်ကအာနာပါနဘာဝနာသူဟာနဲ့သူဘလို့ပြောမှာတော့အစွမ်းထက်နေတဲ့သဘောလေးတွေနော်ဒါလေးတွေကိုဘုန်းကြီးတို့မှတ်သားရမယ်မိတ်မပြစ်သင့်ပေါ့နော်ဒါကြောင့်ဝင်လေထွက်လေကိုအာယုံပြုရင်းနဲ့နော်ဒီအတွေးတွေကိုငြိမ်ကြသွားအောင်ဟိုတနည်းအားဖြင့်တပည့်တော်ကအတွေးတွေများလိုက်တာဆိုတဲ့ပုံကောင်များအာနာပါနကိုပို့ပြီးတော့ကျွမ်းကျင်အောင်လေ့ကျင့်သင့်တယ်ပေါ့ဟုတ်လားသူအချိန်တိုင်းဝင်ထွက်နေတာသူ့ကိုနော်လှုပ်ကြည့်ပါလို့ तू ကမပြောတော့လေပြောတဲ့ကဲ့သို့အရင်တဲ့အနေထားမှာ तू ကတော့အမြဲတမ်းရှိနေတယ်ဘုန်းကြီးတို့သွားနေရက်နေလျောင်းနေထိုင်နေဘယ်ချိန်မျိုးမဆိုဘုန်းကြီးတို့ဝင်လေထွက်လေလေးဟာသိเสียအရင်တဲ့တရားတစ်ခုအနေနဲ့အမြဲတမ်းဖြစ်ပေါ်နေတယ်အဲ့ဒါလေးကိုအာယုံပြုလိုက်တာနဲ့တစ်ဖက်ကအတွေးဟာဘာဖြစ်သွားလဲရက်တံမိသားပဲဒါကိုလက်တွေ့ဘာလုပ်ရမှာတော့အသုံးချရမယ်ဘယ်နှမျိုးရှိသွားပြီတော့ဘာဝနာ၃မျိုးရှိသွားပြီနော်နောက်၄ခုမြောက်ဘာပြောတော့နော်ငါဆိုတဲ့အမြင်အထင်မှားကြီးကိုဖယ်ရှားဖို့အတွက်အနိစ္စတင်ညာကိုပွားပါတဲ့ဟုတ်လားအနိစ္စတင်ညာသူသုံးထားနော်အနိစ္စတင်ညာဘာဝေတ္တပါအနိစ္စတစ်လုံးတင်ညာတစ်လုံးအနိစ္စဆိုတာမတည်မြဲတာနော်ဓာတာတိုင်းရက်တည်မနေတာနော်အမြဲတမ်းပြောင်းလဲနေတာအဲ့ဒါကိုစိတ်ကမဖြစ်တော့အမှတ်ရတာအဲ့ဒီအနိစ္စတင်ညာကိုအမှတ်ရခြင်းဒီအလေးအကျင့်လေးကိုဘုန်းကြီးတို့လေ့ကျင့်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားနိုင်တော့ဆိုတော့ငါဆိုတဲ့အမြင်ကိုဘုန်းကြီးတို့ဖယ်ရှားနိုင်လိမ့်မယ်အတ္တမိမာနသမုဂ္ဂါတာယနော်ငါဆိုတဲ့အမြင်ဒီအမြင်ကဘုန်းကြီးတို့မှာနော်တခါတလေဆိုပြင်းပြင်းထန်ထန်ကိုရှိရနော်ဟုတ်လားဒါလေးကိုလက်တွေ့ကြကြနားလည်မှုနဲ့နားထောင်စေခြင်းတယ်ဟုတ်လားအဲ့ဒီအမြင်မှားကိုဘုန်းကြီးတို့ရှော့ချဖို့ဆိုလို့ရှိရင်ပြောင်းလဲမှုသဘာဝကိုစိတ်ကိုကျွမ်းကျင်အောင်မလုပ်ပေးရမှာတော့သိတဲ့မြင်တဲ့အနေအထားနဲ့လေ့ကျင့်ပေးရမယ်ဟုတ်လားဒါလေးကိုပြောတဲ့အခါမှာဘုန်းကြီးကဘယ်သုတ်တန်ကိုအမြဲတမ်းတော့ပြီးတော့အမှတ်ရတော့ဆိုတော့ဝေပုံလပပ္ပတသုတ်တန်အမြတ်စွာဘုရားကနော်ရာဇဂိုမြို့မှာတောင်၅လုံးကာယံထားတာရှိတာ哦အဲ့ဒီတဲကဝေပုံလတောင်ကတောင်တစ်လုံးပေါ့အဲ့ဒီတောင်ကြီးကိုလက်ညှိုးညွှန်ပြပြီးတော့မြတ်စွာဘုရားကယဟန်တွေကို
ဒီအနိစ္စသဘောပြောင်းလဲမှုသဘောနော်ပြီးဆုံးသွားနေမှုသဘောကိုထင်ထင်ရှားရှားမြင်အောင်ဟောပြတာနော်တစ်ချိန်တုန်းကဒီတောင်ကြီးဟာဘယ်လောက်မြင့်လဲဟုတ်လားအဲ့ဒီခေတ်ခါတုန်းကနော်ဖះပဲဖះပွင့်တယ်လူတွေရဲ့မျိုးနွယ်ကဘာခေါ်တယ်တက်တန်းကဘယ်လောက်ရှိတယ်အခုဒီတောင်ကြီးကအဲ့ဒီနာမည်မဟုတ်တော့ဘူးအခုအဲ့လောက်လည်းမမြင်တော့ဘူးအဲ့ဒီတုန်းကလူသားမျိုးနွယ်တွေတရားမှမရှိတော့ဘူးအဲ့ဒီတုန်းကမြတ်စွာဘုရားလည်းပြိဋိဘံဆံသွားပြီနော်အဲ့ဒါပြီးတော့ခေတ်ဆက်ဆက်ရွေလျားလာပြီးတော့ဒီတောင်ဟာဘယ်လောက်ပဲမြင့်တော့တယ်အဲ့ဒီတုန်းကလူသားမျိုးနွယ်တွေကိုဘယ်လိုခေါ်တယ်တက်တန်းဘယ်လောက်ရှိတယ်ဖြစ်ခဲ့တဲ့အတိတ်ဘဝအတိတ်ကာလကအခြေအနေတွေကိုမြတ်စွာဘုရားကပုဗ္ဗေနိဝါဒနုဒ္ဓတိအပိညာနဲ့ပြန်ကြည့်ပြီးတော့ဒီပစ္စုပန်မှာနော်တမိုင်းကိုဒီစိတ်ဆွမ်းအားနဲ့ပေါ်ထုတ်ပြီးတော့ပြန်ပြောတဲ့သဘောပဲသူကအဲ့လိုလေးလက်တွေ့ကြကြနားလည်စေချင်တာဟုတ်လားအဲ့လိုပြောတဲ့အခါမှာမြတ်စွာဘုရားရဲ့သိစီလိုတဲ့အ내အဓိပ္ပာယ်ကအရာအလုံးဟာပြောင်းလဲသွားတာကြီးပဲပြီးဆုံးသွားတာကြီးပဲပျောက်ကွယ်သွားတာကြီးပဲဘာမှထိမ့်သိမ့်ထားလို့မရအောင်ဖြစ်ခဲ့တာတွေကပြီးခဲ့ပြီဖြစ်နေတာတွေကပြီးနေတယ်ဖြစ်ဦးမှာတွေဟာလည်းဒီလိုပဲပြီးဆုံးပျောက်ကွယ်သွားလိမ့်မယ်ဒီအချက်ကိုမြတ်စွာဘုရားထင်ထင်ရှားရှားသိစေခြင်းလားအဲ့ဒါကိုသိရင်ဘာဖြစ်မှာတော့ဘဝဆိုတာတက်မဲ့ဖွယ်ရကောင်းတဲ့သိမ့်ပိုက်ထားစရာကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးဆိုတဲ့အဖြေမှန်ကိုရသွားစေခြင်းတာပဲတကယ်ကတော့အဲ့ဒီအထိသွားစေခြင်းတာမြတ်စွာဘုရားဒါကြောင့်အဲ့ဒီသုတ်တန်ရဲ့အဆုံးမှာမြတ်စွာဘုရားကယာဝံရှိတံမေဘိက္ခဝေအလမေဝတပ္ပသင်္ခါရိတုနိဗ္ဗိန္တိတုံအလံဝိရိစိတုံအလံဝိမုတ်စိတုံသင်္ခါရတရားတွေကမတတ်တာတဲ့သဘောနော်မကောင်းမွန်တဲ့သဘောပင်ပန်းဆင်းရဲတဲ့သဘောရှိတဲ့အတွက်ကြောင့်မတည်မြဲတဲ့သဘောရှိတဲ့အတွက်ကြောင့်ဒီသင်္ခါရတရားတွေရဲ့အပေါ်မှာညီးငွေခြင်းကတင့်လာပြီဆွဲမဲ့မှုကင်းခြင်းကတင့်လာပြီလွတ်မြောက်ခြင်းကတင့်လာပြီသုံးချက်မြတ်စွာဘုရားရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒကလေးနော်ချော့မော်ပြီးတော့ပြောထားသလိုမျိုးတော့ဘုန်းကြီးကခံစားရတယ်နော်ဒီသင်္ခါရတရားတွေရဲ့အပေါ်မှာပြင်းပြင်းထန်ထန်ညီးငွေခြင်းကတင့်လာပြီဆွဲမဲ့မှုကင်းခြင်းကတင့်လာပြီဒီဒုက္ခတွေကနေပြီးတော့လွတ်မြောက်သွားခြင်းကတင့်လာပြီဒါပေမဲ့ဘုန်းကြီးတို့တွေကဘဝရဲ့အခြေအနေမှန်ဒုက္ခသဘောကိုပိုင်းခြားပြီးတော့မသိသေးတဲ့အတွက်ကြောင့်ရသော်ဘုရားဖြစ်စီခြင်းတဲ့ဆန္ဒကိုဘုန်းကြီးတို့ဘာမှတော့ထိထိရောက်ရောက်ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ဆိုနိုင်ဘူးလားအဓိကကအဲ့ဒီမုံမြတ်တဲ့နော်ညီငွေမှုဆွဲမဲ့မှုကင်းမှုလွတ်မြောက်မှုဆိုတဲ့နော်အလွန်မုံမြတ်တဲ့အခြေအနေတွေကိုရောက်ဖို့ဆိုလို့ရှိရင်သူရှိကနော်ကိုမမောနေတဲ့ဒီအရာတွေရဲ့မမြဲတဲ့မတည်မြဲတဲ့ပြောင်းလဲတဲ့နော်ဒီသဘောတဘာဝတွေကိုဘုန်းကြီးတို့အမှန်တိုင်းသိမှသာလေမြတ်စွာဘုရားဖြစ်စီခြင်းတဲ့သဘောတဘာဝမြင့်မြတ်တဲ့ဉာဏ်ပညာတွေဟာဖြစ်ထွန်းလာမှာဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီအနိစ္စကိုပြောတဲ့အခါမှာဘုန်းကြီးတို့နော်စက္ကမလတ်နော်ဖြစ်ပေါ်နေတဲ့အရာတွေတောက်လျှောက်ပြီးဆုံးလိုက်နေတယ်ဆိုတော့ဝိပဿနာဉာဏ်အမြင်ရင့်ကျက်တဲ့ဉာဏ်အမြင်နဲ့သိနိုင်တဲ့အနိစ္စမျိုးကိုသာသိရမှာလို့ဘောင်ခတ်ထားလို့မရဘူးခုနကတော့တုတ်တန်ကိုကြည့်လိုက်လေဟိုတုန်းကဖြစ်ခဲ့တာတွေဘာမှမရှိတော့ဘူးဟဲ့ဟုတ်လားဆိုကြပါစို့မန္တလေးပြန်ရောက်မယ်ဆိုရင်တော့မင်းတို့မင်းလက်ထက်ကဘယ်လိုများနေမလဲတွေ့ကြည့်လိုက်လေအဲ့ဒီအခြေအနေတွေဘာတွေရှိတော့အာမသိပြီးတော့မရှိတော့နတ်မျိုးရိုးကြီးရှိမယ်ကျုံကြီးရှိမယ်အဲ့ဒါကြီးကဘယ်လိုဖြစ်တော့အိုဟောင်းနေပြီဟုတ်လားနော်ဒါလေးတွေကဘာလေးတွေတော့အနိစ္စတင်ညာခြေပြန့်တယ်ဆိုတာကိုပြောတာဘုန်းကြီးတို့နော်ဒီအနိစ္စတင်ညာဖြစ်အောင်လှုပ်ချင်တယ်ဆိုလို့ရှိရင်အချိန်မရွေးနော်ပတ်ဝန်းကျင်အနေအထားတွေကနော်အနိစ္စတင်ညာဖြစ်အောင်ပံ့ပိုးနေတဲ့အနေအထားလေးတွေလည်းနော်ရှိတာကိုသိဖို့လိုမယ်ပေါ့သဘောပေါက်လားဘုန်းကြီးပြောတာကိုအဲ့တော့ဒီအနိစ္စတင်ညာကိုနော်အသေးစိတ်ရှင်းရှင်းလင်းလင်းနော်အလွန်တူတောင်းတဲ့ပြစ္ဆုတ်ပံလေးတွေကိုပိုင်းဖြတ်ပြီးတော့မြင်ခြင်းတယ်ဆိုရင်တော့သူကအခုယောဂီများစ조사အထုတ်နေတဲ့တတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ဟာနော်တကယ်ကိုသူကအတုမရှိနီလန်ပဲသူကနော်ပြစ္ဆုတ်ပံတိုင်းကိုသတိထားတယ်ပြစ္ဆုတ်ပံတိုင်းကိုသတိထားတယ်နော်ထပ်ဖြစ်နေတဲ့သဘောကိုနားလေတယ်ထပ်ဖြစ်နေတာကိုနားလေလာတာနဲ့အမျှဖြစ်ခဲ့သမျှဟာမရှိတော့ဘူးဆိုတဲ့သဘောတဘာဝကိုဘုန်းကြီးတို့တပြိုင်တည်းတည်းနားလေရာရောက်သွားတယ်နော်နားလည်မှုအတိမ်အနက်ပဲကွဲပြားမယ်နားလည်မှုကလေးကတော့နဲကောင်းနဲလိုက်မယ်ပါတော့ပါနေတယ်သဘောပေါက်လားခုဘုန်းကြီးပြောတာကိုနော်ဒါကြောင့်သတိထားကြည့်ပြစ္ဆုတ်ပံလေးတိုင်းကိုသတိထားပြီးသားကိစ္စကိုထားခဲ့လိုက်တော့ထပ်ပြီးတော့သတိဆက်ထားနော်ထပ်ပြီးတော့ကြည့်မယ်ထပ်ပြီးတော့ကြည့်မယ်နော်ကြည့်ပြီးသားကိုဘာမှဝေဖန်သုံးသပ်မနေနဲ့တကယ်တမ်းကသူကရှိကိုရှိတော့တာမဟုတ်ဝေဖန်သုံးသပ်နေရင်မှားခြင်းမှားနေအောင်ပဲအဲ့တော့ပြစ္ဆုတ်ပံဖြစ်ရလေးကိုသာလိုက်ပြီးတော့ဘာလို့မလို့သိ
ပြစ္ဆုတ်ပန်ဖြစ်ရကလေးကိုသာလိုက်ပြီးတော့သိဟုတ်လားနောက်ပြစ္ဆုတ်ပန်ကိုသိပြီဆိုအရင်ပြစ္ဆုတ်ပန်မရှိတော့ဘူးဆိုတာစိတ်ကသူ့အလိုလိုမလုပ်လာမလို့နားလည်လာလိမ့်မယ်သဘောပေါက်လားဘုန်းကြီးပြောတာအဲ့ဒီအနိစ္စတင်ညာကိုဘုန်းကြီးတို့ပွားများမယ်ဆိုလို့ရှိရင်ငါဆိုတဲ့အမြင်မှားကိုပယ်နှုတ်နိုင်လိမ့်မယ်ပယ်နှုတ်တယ်လို့သုံးတယ်နော်ငါဆိုတဲ့အမြင်မှားဟုတ်လားပယ်နှုတ်တယ်ဆိုတာကသူကတကယ်ကိုနဲ့နဲ့ဆိုင်ဆိုင်စူးဝင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောရရောက်နေတယ်နော်တော်တော်တစ်ပင်တွေကိုနှုတ်ပလိုက်လို့ပြောရင်နော်ဒီမြေကြီးပေါ်မှာပြောင်ပြောင်ရာပေါ်မှာတင်နေတဲ့အရာကိုဖယ်ရတယ်လို့မျိုးလွယ်သလားသူအတွင်းထဲမှာမလုပ်နေတော့နဲ့နဲ့ဆိုင်ဆိုင်စူးဝင်နေတယ်တခုခုပေါ်တင်ထားတဲ့ပစ္စည်းတစ်ခုကိုမလိုက်တယ်လို့မျိုးရွှေ့လိုက်တယ်လို့မျိုးတွန်းချလိုက်တယ်လို့မျိုးလွယ်ကူးမနေဘူးအဲ့လိုပဲဘုန်းကြီးတို့ဒီယုံ nant သဘာဝတွေရဲ့အပေါ်မှာငါလို့ထင်နေတဲ့အထင်သူလို့ထင်နေတဲ့အထင်ဒီတက္ကာယဒိဋ္ဌိဟာလွယ်လွယ်ပယ်လို့ရမယ့်အရာမဟုတ်ဘူးဆိုတာကိုအဲ့ဒီစကားကိုကြည်ခြင်းအဖြစ်သိနိုင်တယ်လူပြောချင်တာတော့ तू အမြင့်တွယ်နေတယ်အဲ့ဒါကြောင့်မလို့သူ့ကိုဘာလုပ်ရမလို့နှုတ်ပြရမယ်လို့ပြောတယ်ဖယ်ပြရမယ်ဆိုတဲ့စကားတည်းနှုတ်ပြရမယ်ဆိုတဲ့စကားပို့ပြီးတော့ဘာဖြစ်နေတော့လေးနက်မှုရှိနေတယ်ပို့ပြီးတော့ခက်ခဲလိမ့်မယ်ဆိုတာကိုလည်းပြောနေရရောက်တယ်လို့ထင်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့ဘာလုပ်ရမလို့နေဆတင်ညာကိုပွားများခြင်းအဖြစ်နှုတ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒါကိုမြတ်စွာဘုရားထပ်ပြီးတော့အသေးစိတ်လေးစကလုံးနှလုံးသုံးလုံးသုံးပြီးတော့ထပ်ရှင်းပြသေးတယ်မှန်တယ်တဲ့နေဆတင်ညာကိုပွားများလို့ရှိရင်အနတ္တတင်ညာထင်လာလိမ့်မယ်အနတ္တတင်ညာထင်ပြီးဆိုရင်ငါဆိုတဲ့အမြင်ဟာပယ်နှုတ်ပြီးသားဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ဟာဒီပစ္စုပန်မျက်မှောက်ဘဝမှာကိုပဲငြိမ်းအေးခြင်းကိုရလိမ့်မယ်ငါဆိုတဲ့အမြင်မရှိရင်မရှိသလောက်ငြိမ်းအေးတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကအနိစ္စတင်ညာကိုပွားများရင်အနတ္တတင်ညာထင်လာလိမ့်မယ်အနတ္တတင်ညာထင်ပြီဆိုလို့ရှိရင်ငါဆိုတဲ့အမြင်ကိုပယ်နှုတ်နိုင်ပြီမျက်မှောက်ဘဝတွင်ကိုပဲငြိမ်းအေးပြီလို့အဲ့တိုင်ဟောတယ်အဲ့တော့အနတ္တတင်ညာဆိုတာဘာတော့နအတ္တဟုတ်လားငါမဟုတ်ဘူးဆိုတဲ့အမြင်ပေါ့ဟုတ်လားတနည်းအားဖြင့်ကိုယ်စိုးကိုယ်ပိုင်လှုပ်လို့ရတဲ့အရာတွေမဟုတ်ဘူးဆိုတဲ့အမြင်ပေါ့တော့သူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတသက်ပေါ့ဒီသဘောကိုပြောတာနော်ဒါလေးကိုဘုန်းကြီးတို့နားလည်ခြင်းတယ်ဆိုလို့ရှိရင်ငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတသက်ပါတကားဆိုတဲ့မင်းကွန်းဆိုတော်ဘုရားကြီးရဲ့ဆောင်ပုဒ်ကလေးကိုနော်နားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေနော်နည်းနည်းဆိုင်နားလည်တာပဲဖြစ်ဖြစ်အပေါ်ယံနားလည်တာပဲဖြစ်ဖြစ်ဘလောက်နားလည်မှုလေးပဲရှိအဲ့ဒါလေးကိုဆွဲဆွဲမြဲမြဲစိတ်ကူးလေးနဲ့ရွတ်ပြီးတော့နှလုံးသွင်းကြည့်နော်ဉာဏ်တိုးလာတာကိုတွေ့ရနိုင်တယ်ငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတသက်ပါတကားဘုန်းကြီးတို့ရဲ့စိတ်ကဒီအခြေအနေမှန်တွေကိုသိနိုင်မြင်နိုင်မှုကတော့အားနည်းနေတာတော့အမှန်ပဲဒါကြောင့်စိတ်ဓာတ်မကျစေခြင်းမူပို့ပြီးတော့အားကောင်းအောင်ဘာလို့ရမလို့ကြိုးစားရမယ်ဟုတ်လားကြိုးစားလို့ရှိရင်ဘာလို့မလို့တိုးတက်မှာပဲလေဟုတ်လားတဖြည်းဖြည်းနဲ့ငကောကမသိတဲ့အနေထားလေးတွေငကောကမသိတဲ့အစိတ်အပိုင်းလေးတွေကိုတိလာတာမျိုးလည်းရှိလာမယ်ပေါ့နော်ဒါမြတ်စွာဘုရားကစောစောကပြောခဲ့တဲ့အရည်အသွေး၅မျိုးရှိပြီဆိုရင်အဲ့ဒီပုံမှာရက်တည်ပြီးတော့ဘာဝနာ၄မျိုးကိုပွားများရမယ်လို့သင်ထားတာဟုတ်လားအဲ့ဒါဘာဝနာ၄မျိုးကဘာတော့အတုပဘာဝနာမေတ္တာဘာဝနာအာနာပါနဘာဝနာအနိစ္စတင်ညာဟုတ်လားအကြောင်းပြချက်တွေနဲ့သွားတာနော်ယာဂကိုပယ်ရှားဖို့အတွက်အတုပကိုပွားဒေါသကိုပယ်ရှားဖို့အတွက်မေတ္တာကိုပွားအတွေးတွေကိုဖြတ်တောက်ဖို့အတွက်အာနာပါနကိုပွားငါဆိုတဲ့အမြင်မှားကြီးကိုပယ်နှုတ်ဖို့အတွက်အနိစ္စတင်ညာကိုပွားဟုတ်လားအဲ့ဒါမြတ်စွာဘုရားဒီလိုဟောပြီးတဲ့အချိန်မှာတဲ့ဥဒန်းဂါထာကျူးသေးတယ်ကျူးရင်သေးတယ်နော်အဲ့ဒီဥဒန်းဂါထာလေးရဲ့အဓိပ္ပာယ်ကတော့သူကနော်မသိတဲ့နားမလည်တဲ့ပုံကိုယ်တွေအတွေးတွေသူတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတယ်အဲ့ဒီအတွေးတွေကပဲသူတို့ကိုဆင်းရဲအောင်နှိပ်စက်နေတယ်သိပြီနားလည်ပြီဆိုရင်အဲ့ဒီအတွေးတွေရဲ့လက်ကလွတ်ကင်းပြီးတော့ငြိမ်းရတယ်အေးရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားဥဒန်းကျူးတာဒါလေးကပြည့်စုံအောင်ဘုန်းကြီးကနည်းနည်းလေးထည့်ပြီးတော့ပြောတာပါအဓိကပြောချင်တာကနော်စိတ်ရဲ့နော်ကိလေသာကလွတ်မြောက်မှုဒီစေတောဝိမု ക്തി ဒါကိုရင့်ကျက်စေခြင်းလေဆိုရင်ဘုန်းကြီးတို့တရား၅မျိုးနဲ့ပြည့်စုံအောင်လုပ်ရမယ်ပြီးရင်အဲ့ဒီတရား၅မျိုးပေါ်မှာယက်တည်ပြီးတော့ဘာဝနာ၄ပါးကိုပွားရမယ်တရား၅မျိုးကဘာတွေတော့ကလျာဏမိတ်တာမိတ်ဆွေကောင်းရှိရမယ်ကိုချင်းသီလဖြူရှင်ရမယ်
စကားကောင်း10မျိုးကိုလွယ်လွယ်ကူကူကြားခွင့်ရှိရမယ်လုံလဝရိယထက်သန်ရမယ်ဖြစ်ချင်းပြည့်ချင်းကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ရှိရမယ်5မျိုးအဲ့ဒီ5မျိုးထဲမှာဘယ်သူကအဓိကအခရာအကြဆုံးလဲလို့မေးရင်ကလျာဏမိတ်တာရှိရင်ကျန်တဲ့4ပါးဟာအလို့လို့ပြည့်စုံလာလိမ့်မယ်တရားလေးကိုပြန်ပြီးတော့အနှစ်ချုပ်နေတာဟုတ်လားအဲ့ဒီ5မျိုးမှာဘုန်းကြီးတို့ရက်တည်ပြီးတော့ຢာကကိုပယ်ရှားဖို့အတွက်အတုပကိုပွားရမယ်ဒေါသကိုပယ်ရှားဖို့အတွက်မေတ္တာကိုပွားရမယ်အတွေးကိုဖြတ်တောက်နိုင်ဖို့အတွက်အာနာပါနကိုပွားရမယ်ငါဆိုတဲ့အမြင်မှားကိုပယ်နှုတ်နိုင်ဖို့အတွက်နေသတင်ညာကိုပွားရမယ်တဲ့မှတ်မိစေခြင်းလို့ထပ်ခါပြောနေဟုတ်လားဘုန်းကြီးတရားဟောတာတဏှာကြီးရှိသွားပြီနော်အဲ့တော့ဘုန်းကြီးတို့ဒီမေဂိယသုတ်တံကိုနာယူခြင်းဖြင့်နော်သိတာတွေမြင်တာတွေအများကြီးတိုးလာလိမ့်မယ်ဟုတ်လားအဲ့ဒီသိတာတွေမြင်တာတွေဟာအလွန်မြင်မာတဲ့ကုသိုလ်ကောင်းမှုမသိသေးတာသိရတယ်သိပြီးသားတန်ရှင်းတယ်စင်ကြယ်တယ်ဟုတ်လားဒါဟာဘာလို့ဆိုတော့ပညာကုသိုလ်ကောင်းမှုကိုဘုန်းကြီးတို့တွတ်တက်များပြားလာအောင်ပံ့ပိုးပေးလိုက်တဲ့သဘောအဲ့ဒီပညာကုသိုလ်ကြောင့်မဲ့ဉာဏ်ပူဉာဏ်အဆင့်ထိကိုယ့်ရဲ့ဉာဏ်ပညာကိုမြင့်တင်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ဉာဏ်ပူဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း